ရိုမေးနီးယားသွားလို့အဆင်မပြေဘူးရိုမေးနီးယားကဆင်းရဲတဲ့နိုင်ငံလေးတစ်ခုမာတာသွားလို့အဆင်မပြေဘူးမာတာကရုပ်ထဲမှာဆိုရင်စုပ်ပြတ်ဆုံးနိုင်ငံအဆင်းရဲဆုံးနိုင်ငံဆိုပြီးအခါကျတော့မှနည်းနည်းကိုခွမတ်နေမှာဒါတယောက်မကောက်လာမှန့်ကြတယ်ပေါ့နော်အများကြီးလာမှန့်ကြတယ်အဲ့တော့ okay ဒီနေ့အများနဲ့ပြောနေကြဘယ်နိုင်ငံမှာပဲနေကိုက smart ဖြစ်မှအဆင်ပြေတာကို smart မဖြစ်ရင်အဆင်မပြေဘူးနော်အဲ့တော့မြန်မာနိုင်ငံမှာနေပြီးတော့ချမ်းသာနေတဲ့သူတွေလည်းအများကြီးရှိတာပဲလေ okay အခုနင်တို့ US မှာဆိုလို့ရှိရင်လည်း homeless တွေအများကြီးရှိတာပဲအဲ့တော့ဘယ်နိုင်ငံမှာပဲနေကိုအဆင်မပြေတာနဲ့တခြားသူအဆင်မပြေဘူးဆိုတဲ့အတွေးကိုဘာလို့မစွန့်လွတ်နိုင်ကြသေးရလဲဒီလိုမျိုး negative sense တွေကိုဘာလို့မစွန့်လွတ်နိုင်ကြသေးရလဲဆိုတော့စဉ်းစားလို့မရဘူးသိလားအဲ့တော့သူများတွေစိတ်တွေးဟဖြစ်အောင်သူများတွေစိတ်မကောင်းဖြစ်အောင်ပေါ့နော်ဒါနင်ကအေဂျင့်မဟုတ်ဘူးနော်အေဂျင့်ဂျေလိုချင်လို့အားလုံးကိုပို့ပေးနေရလို့ပြောနေအောင်မယ်အထက်လာမှတ်နေအောင်မယ်တခြားနေပေါ့နော်အဲ့တော့ဒီတခြားနိုင်ငံတွေကိုသွားချင်တယ်ကိုသွားချင်တဲ့နိုင်ငံကတော့ဒီဆွစ်ဇာလန်တို့နယ်သာလန်တို့ဩစတြေးလျတို့ UK တို့ US တို့သွားချင်တာပေါ့ဒါပေမဲ့ကိုယ့်နိုင်ငံရဲ့ passport အခြေအနေကိုပြန်ကြည့်အောင်ကိုယ့်ရဲ့အခြေအနေကိုယ့်ရဲ့ level ကိုပြန်ကြည့်အောင်ကိုယ့်နိုင်ငံကအဆင်းရဲဆုံးနိုင်ငံထဲမှာပါနေတဲ့အခါကျတော့ဒီလိုတခြားနိုင်ငံကြီးတွေကကိုယ်လွယ်လွယ်ကူကူလေးနဲ့ visa ပေးအဝင်ခံပါလားဘာကြောင့် recommend ပေးတာလဲဒီနိုင်ငံကအဆင်မပြေဘူးဟိုနိုင်ငံကအဆင်မပြေဘူးဆိုတာ okay ဒီလိုမျိုး background တောင်းရှိတဲ့သူကလည်းနိုင်ငံခြားမှာသွားရောက်ပြီးတဲ့အခါကျတော့အလုပ်လုပ်ကိုင်ဖို့အခြေချဖို့အတွက်မစင်စားဘူးလူတွေကကိုယ့်ရဲ့ညံလေးပေါ့နော်တထွားတမိုက်နဲ့လေကိုစဉ်းစားမိတဲ့လောက်လေးကိုအရန်ပြောကြတာပဲနော်အဲ့တော့ဒီတခြားသူတွေအနေနဲ့အားလုံးကိုအားပေးချင်တာတခုရှိတယ်တခြားသူတွေဘလောက်အဆင်မပြေသူတို့ကန်နဲ့ကိုယ်ကန်နဲ့မတူဘူးသူတို့ရဲ့ brain level နဲ့ကိုယ့်ရဲ့ brain level မတူဘူးအဲ့တော့သူတို့ဒီရိုမေးနီးယားမှာမဟုတ်ဘူး US မှာနေလဲအဆင်ပြေမှာမဟုတ်ဘူး UK မှာနေလဲအဆင်ပြေမှာမဟုတ်တဲ့သူတွေမဟုတ်ဘူးဘာလို့လဲဆိုတဲ့အခါကျတော့ they are not smart နော်သူတို့ကစမုံတုံးတဲ့လူတွေဆိုတဲ့အခါကျတော့ဒီလိုမျိုးကိုယ့်ရဲ့ comment တွေကိုအဆင်မပြေဘူးဆိုပြီးတဲ့အခါကျတော့လိုက်ပြီးတော့မှတ်နေတာအထက်ဘာလို့ suggestion မပေးတာလဲပေါ့နော်ကျွန်တော်တော့ရိုမေးနီးယားမှာနေခဲ့တယ်ကျမတို့တော့ရိုမေးနီးယားမှာနေခဲ့တယ်ကျမတို့တော့မာလတာမှာနေခဲ့တယ်ဒီအချက်တွေကတော့အဆင်မပြေတာဖြစ်တဲ့အတွက်ဒါတွေကိုထည့်သွင်းစဉ်းစားစေချင်တယ်ဆိုပြီးတဲ့အခါကျတော့မှ suggestion ပေးပါကိုယ့်ရဲ့ဒီ weakness တွေအားလုံးကိုပြန် sharing လုပ်လိုက်လို့ရှိရင်ကိုယ်အဆင်မပြေတာတွေကိုပြန် sharing လုပ်လိုက်လို့ရှိရင်တခြားသူတွေကအဲ့ဒီအရာကိုကြိုတင်ပြင်ဆင်ပြီးတော့မှသွားလို့ရတယ်လေဘာကြောင့်ရိုမေးနီးယားကို recommend ပေးတာလဲဘာကြောင့်မာတာကို recommend ပေးတာလဲဘာကြောင့်လစ်သူရေးနီးယားကို recommend ပေးတာလဲဆိုတဲ့အခါကျတော့အခုအချိန်မှာမြန်မာနိုင်ငံမှာဘာမှလုပ်လို့မရတော့တဲ့သူတွေရှိတယ်ဒါမှမဟုတ်ဘူးပေါ့နော်ဒီမလေးရှားတို့ဒီထိုင်းလန်တို့ဒူဘိုင်းတို့မှာနေပြီးတဲ့အခါကျတော့မှ salary လည်း maybe ကောင်းရင်လည်းကောင်းနေမယ်ပေါ့ကွာဒါပေမဲ့ they want a better lifeပိုကောင်းတဲ့ဘဝတစ်ခုပိုကောင်းတဲ့ immigrant တစ်ခုကိုတခြားနိုင်ငံတစ်ခုကိုသူတို့ကကူးချင်တာဖြစ်တဲ့အတွက်သူတို့ကူးချင်တဲ့နိုင်ငံလေးတွေကိုဒီလိုမျိုးပေါ့နော်ဒါသိတဲ့သူတွေကကျတော့လေကြော်တာပေါ့မသိတဲ့သူတွေနားထောင်ပြီးလို့ရှိရင်နေတို့ဒီလိုမျိုးအဆင့်ကူးလာခဲ့တဲ့လိုမျိုးထပ်ပြီးတော့မှကိုသွားချင်တဲ့နိုင်ငံကိုရောက်ချင်တဲ့နိုင်ငံကိုထပ်ပြီးတော့ကူးလို့ရတယ်ဆိုတဲ့ဟာမျိုးကိုပြန်ပြီးတော့ sharing လုပ်ပေးတာအဲ့တော့အခုချိန်မှာကိုကဒူဘိုင်းမှာဘာလုပ်နေလဲကားရေးစေးတာပဲဖြစ်ဖြစ် housemate ပဲဖြစ်ဖြစ် delivery ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်ဒီကိုယ့်ရဲ့ future career ကိုပြင်ဆင်ပြီးတဲ့အခါကျတော့မှယူရိုပဘက်ကို move out လုပ်တဲ့နဲ့ဖိလစ်ပင်းတွေဆိုဒီလိုပဲလုပ်ကြတာဖိလစ်ပင်းတွေမရောက်တဲ့နေရာမရှိဘူးเนาะတကယ်ပြောရအောင်ဖိလစ်ပင်းတွေမရောက်တဲ့နေရာမရှိဘူးသူတို့ပဲအရင်ဆုံးရောက်တာတနေရာရဆိုလို့ရှိရင်เนาะဒီယူရိုပထဲက small country လေးတွေမှာအလုပ်လုပ်တဲ့သူတွေဆိုရင်အများစုကဖိလစ်ပင်းဗီယက်နမ်ဒီလိုမျိုးတွေအများစုသွားကြတာမြန်မာတွေကတော်ကြတယ်ဒါပေမဲ့အဲ့လိုမျိုးစောက်ချက်မကောင်းတဲ့သူတွေလည်းရှိရပေါ့เนาะစိတ်ပုတ်တဲ့သူတွေပေါ့
စိတ်ပုတ်တာလားဒါမှမဟုတ်ရင်ကိုစမုံတုံးတာကိုပဲသူများကလည်းလိုက်ပြီးကိုလိုမျိုးစမုံတုံးငယ်လို့ထင်ကြရလားတော့မပြောတတ်ဘူးအဲ့တော့ဒီ negative comment တွေကိုနည်းကတော့လာပြီးတော့မှတ်တာအောင်မကြိုက်ဘူးပေါ့နော်သူ့ကန်နဲ့ကိုယ်ကန်နဲ့ကမတူတဲ့အတွက်သူများရဲ့ post အောက်မှာသူများရဲ့ video အောက်မှာသူများဒီစိတ်လိုလက်ရနဲ့ကြိုးစားကြိုးပမ်းနေတဲ့အရာတစ်ခုအောက်မှာကိုယ့်ရဲ့ negative comment တွေတွားမမှန်ပါနဲ့ကိုအဆက်မပြေတိုင်းသူတို့အဆက်မပြေဘူးဆိုပြီးတဲ့ခါကျတော့မှတွားမရေးနဲ့တွားမပြောနဲ့တကယ်တမ်းရေးချင်တယ်ဆိုလို့ရှိရင်ကိုအဆက်မပြေခဲ့တဲ့အကြောင်းအရာလေးတွေအားလုံးကိုတိတိကျကျနဲ့ရှင်းပြပြီးတဲ့ခါကျတော့မှ suggestion ပေးလို့ရတယ်နော်ဒီလိုမျိုးပဲလုပ်အဲ့တော့နင်းရဲ့ comment အောက်မှာနင်းရဲ့ video တွေအောက်မှာ negative comment တွေလာပြီးတဲ့အခါကျတော့မှမှတ်နေတဲ့သူတွေ get lost ပါနော် get out of my way